အကယ်၍ခင်ဗျားမှာစူပါမန်လိုမျိုး God power တွေရှိရဆိုရင်လူတွေပေါ်ကိုယုံကြည်မှာလားဒါမှမဟုတ်ရင် Batman လိုမျိုးပဲအများနဲ့လူတွေကိုမယုံမကြည်နဲ့ဖြစ်လာမယ့်အရာတွေအတွက်ကြိုပြီးတော့ပြင်ဆင်နေမှာလားဒီနေ့ဒီ super hero နှစ်ယောက်ရဲ့သူတို့နောက်ွယ်ရအတွေးခေါ်ရတဲ့ philosophy အကြောင်းဆွေးနွေးတော့ပါမယ် Welcome back to my channel again Batman နဲ့ Superman ဆိုတော့ကျွန်တော်တို့အတွက် super hero ဆိုတာထက်ပိုတယ်သူတို့ရဲ့ကိုယ်ပိုင်ယူဆတွေကိုယ်ပိုင်ဒသနာတွေအတွက်နှစ်80လောက်အပြိုင်ဆိုင်ဖြစ်လာကြတယ်ဆိုရင်လည်းမမှားဘူး Justice League အနေနဲ့ဒီ super hero ပြဿနာတွေ super hero ကိစ္စတွေကိုတူတူလုပ်နေကြတယ်ဆိုပေမဲ့လည်းတကယ်တမ်းသူတို့နှစ်ယောက်ကအစွန်းနှစ်ဖက်မှာရှိနေကြတဲ့လူတွေလို့ပြောလို့ရတယ်တယောက်က trauma တွေနဲ့ Dark Knight နောက်တစ်ယောက်က cancer ကဒေါသတစ်ဖြစ်လဲနတ်ဖျားတစ်ပါး Man of Steelဒီလိုလူမျိုးထိတ်တိုက်တွေးကြတဲ့အခါမှာဒီ power တွေ gadgets တွေတဲ့သူတို့ရဲ့ morality တွေသူတို့ရဲ့ philosophy တွေနဲ့တရားမျှတမှုကိုဘယ်လိုနည်းနဲ့ရယူနိုင်မလဲဆိုတာသူတို့ရဲ့အဓိကပြဿနာမတူတဲ့ပြဿနာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီ super hero နှစ်ယောက်ကြားက conflict ကို super hero comic လောကရဲ့ icon conflict လို့သတ်မှတ်ရလောက်တဲ့အထိသူတို့ရဲ့ဘယ်လိုခံယူချက်တွေသူတို့ရဲ့ဘယ်လို philosophy တွေကဒီလောက်ခန္ဓာခဲ့စေတာလဲဆိုတော့လေ့လာကြည့်ကြတာပေါ့ Superman is hope Superman မျှော်လင့်ချက်ပေါ့နော်ကျွန်တော်တို့သိခဲ့သလိုပဲ Superman က hope ကိုကိုစားပြုတယ်ကပတိုမာမွေးခဲ့တဲ့ဂျိုသားတစ်ယောက်အနေနဲ့နတ်ဖျားလို power တွေနဲ့ကဘာကိုအုပ်စိုးပလိုက်လို့ရတယ်ဒါပေမဲ့လူသားတစ်ယောက်အနေနဲ့လူသားဆန်ဆန်ပဲကန်းဆတ်မှာကြီးပြင်းခဲ့ပြီးလူတွေကြားမှာပဲနေခဲ့တယ်လူသားမျိုးနွယ်ပေါ်ကိုယုံကြည်တယ်လူသားတွေပေါ်အခွင့်အရေးသာပေးခဲ့မယ်ဆိုရင်သူတို့ရဲ့အဖြစ်တွေကိုပြန်လည်တန့်စင်နိုင်တယ်လို့မျှော်လင့်ချက်ထားတယ်တနည်းပြောရရင် Superman ကဒီ Kantian ethic ကိုလက်ကင်ထားတဲ့သူမျိုး Kantian ethic ဆိုတာမှန်တာကိုပဲလုပ်တယ်ဘာလို့လုပ်ရလဲဆိုတော့မှန်နေလို့ပဲသူလှုပ်လိုက်တဲ့လုပ်ရတိုင်းရဲ့နောက်ွယ်ရ result ကိုစိတ်ဝင်စားဘူးသူလှုပ်ရမှန်နေဖို့ကသူ့ရဲ့ intention ပဲအဲ့လိုဝါဒီကိုလက်ကင်ထားတဲ့အပြင်မှာသူ့ရဲ့ဒီပင်ကိုတတိရိုးသားမှုတရားမျှတမှုဘုနာတရားတွေက Superman ကိုထပ်ပြီးတော့အားဖြည့်ပေးထားတယ်1996မှာထွက်ခဲ့တဲ့ Kingdom Come storyline မှာဆိုရင် Injustice လိုပဲ Joker Lois Lane ကိုတပ်လိုက်တယ် Superman က Joker ကိုပြန်မတက်ခဲ့ဘူးဒီ storyline မှာဒါပေမဲ့ Margot ဆိုတဲ့ anti villain က Joker ကိုပြစ်ခဲ့တယ် Margot ရဲ့ဒီလိုလုပ်ရက်ကိုလူတွေကအပြတ်အသက်ထောက်ခံခဲ့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီး Superman ကလူတွေပေါ်တော်တော်လေးစိတ်ပြတ်သွားပြီးတော့ကဘာမြေပေါ်ကနေထွက်သွားတယ်ပေါ့နော်နောက်ပိုင်းကဘာမှာ Matter Woman တွေကတောင်းကျန်နောက်ပေါက် super heroes တွေကချဲလဲပြီးတော့ရှုပ်လာတာနဲ့ Wonder Woman က Superman ကိုကဘာကိုပြန်လာဖို့ request လုပ်ခဲ့တယ်Superman လည်းပြန်လာခဲ့တယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်ခဲ့တာတော့မှသူပြန်လာတဲ့အချိန်မှာလည်းသူ့ရဲ့လူသားတွေပေါ်မျှော်လင့်ချက်ကပြောင်းမသွားခဲ့ဘူး Man of Steel ရဲ့သူ့ဖေ Joel ပြောခဲ့တယ်လို့ပဲ They will stumble they will fall but in time they will join you in the sun ဂျိုယ်ပြောခဲ့တာလူသားတွေကအမှားတွေလုံးပါပဲလူဖွဲ့စည်းရလည်းပျက်စီးမှုတွေရှိလာအောင်ပါပဲဒါပေမဲ့ဒီလူသားမျိုးနယ်ကဒီထက်ပိုပြီးတိုးတက်ကောင်းမွန်မှုတွေရှိနိုင်သေးတယ်ဂျိုယ်က Superman ကိုလူသားတွေကိုတွားအုပ်ချုပ်မင်းလုပ်စေချင်တာမဟုတ်ဘူးလူသားတွေရဲ့ဒီတရားမျှတမှုမျှော်လင့်ချက်ဂိမ်းနာတရားတွေရဲ့ ID ဖြစ်စေချင်ခဲ့တာ Superman ဆိုတာဘယ်လိုကောင်မျိုးလဲလို့တရားကမေးလာခဲ့ရင်ဒီစကားကပြောလို့အသင့်တော်ဆုံးပဲဂျိုယ်မှာခဲ့တဲ့စကားတော်တော် perfect ဖြစ်တဲ့ line လို့ပဲပြောရမယ်Batman ဆိုတဲ့လူသားတယောက်ရဲ့အစားကကျွန်တော်တို့သိခဲ့တယ်လို့ပဲလမ်းကြားလေးတဲကနေစတယ်။သူ့မျက်စိရှေ့မှာတင်သူ့မိဘတွေရဲရဲဆက်ဆက်အသက်ခံနေတာကိုမျက်ဝါးတင်တင်မြင်လိုက်ရတယ်။ဒီအဖြစ်အပျက်ကပဲသူ့ကိုဒီလောကကြီးကရက်ဆက်တယ်လို့မင်းကိုလည်းဘယ်သူမှကယ်တင်ပေးနေမှာမဟုတ်ဘူးဆိုပြီးယုံကြည်စေခဲ့တယ်။သူ့ရဲ့ဒီလိုယုံကြည်မှုအတွက်အချင်းပြက်ခြားစားရာဇဝတ်မှုထောင်တောင်းတဲ့ဒီ Gotham မျိုးကအကောင်းဆုံးဥပမာဖြစ်လာတယ်။ Batman ကလူတွေကိုမယုံဘူး။သူယုံကြည်တာကအကြောက်တရားနဲ့နီးပြူဟာတွေပဲ။သူ့အတွက်တရားမျှတမှုဆိုတာမျှော်လင့်ချက်မဟုတ်ဘူးမတရားမှုတွေဖြစ်လာဖို့ကြိုတင်ပြင်ဆင်ခြင်းကသာသူ့အတွက်အဖြစ်ပဲ Batman က utilitarianism ကိုလက်ကင်ထားတဲ့လူမျိုး utilitarianism ဆိုတာလိုအပ်လို့လုပ်ရမယ်ဆိုတဲ့အရာမျိုးကိုအချမ်းကြီးသုံးပြီးလုပ်ရမယ်ဆိုရင်တော့ तू ကလုပ်တာဒါပေမဲ့ထိခိုက်မှုအနည်းဆုံးလမ်းအောင်ရွေးပြီးလုပ်မယ် तू လုပ်တဲ့လုပ်ရတိုင်းကမှန်မနေနိုင်ဘူးမှားကောင်းမှားနိုင်တယ်ဒါပေမဲ့ तू လုပ်လိုက်လို့ဖြစ်လာတဲ့ရလဒ်ကကောင်းနေဖို့ပဲလိုတယ်မှန်နေဖို့ပဲလိုတယ်ဒီနေရာမှာ Superman ကဘလို့ရလက်မျိုးဖြစ်ပါစေမှန်တာကိုပဲလုံးမဲ့သူ Batman ကကြာမှန်တဲ့လုပ်ရဖြစ်ပါစေမှားတဲ့လုပ်ရဖြစ်ပါစေနောက်ပိုင်းရလာမယ့်အဖြစ် result ကကောင်းနေဖို့လိုတယ်ဒီနှစ်ခုကအဲ့လိုတူးသလိုလိုနဲ့တော့မတူနေဘူး1986ကထွက်ခဲ့တဲ့ The Dark Knight Returns မှာဆိုရင် Batman က Superman ကိုဒီအဆုံးမရှိရဲ့ power တွေ God power တွေစွမ်းအားတွေပိုင်ဆိုင်ထားတဲ့ကဘာမြေရဲ့အကြီးမားဆုံးအန်ရယ်လို့မြင်တယ်Batman ကပြောဦးတယ်ဒီရာဇဝတ်ကောင်တွေဆိုတာအယူသီးရဲ့ငကြောက်ကောင်တွေဒါကြောင့်မလို့ Batman အနေနဲ့ရုပ်ဖြတ်ပြီးတော့ဒီရာဇဝတ်မှုတွေတိုက်ဖြတ်တာက
လူဆိုးတွေကိုလိုရာထက်ပို့ပြီးတော့အကြောက်တရားရိုက်သွင်းနိုင်တယ်တဲ့အကြောက်တရားဆိုတာသူ့အတွက်တရားမျှတမှုဖြစ်ုံမကလက်နက်တစ်ခုလို့လည်းပြောလို့ရတယ်ဆူပါမန်နဲ့ဘက်မန်ရဲ့အဓိကပြဿနာသူတို့ကိုသူတို့အချင်းချင်းမယုံအန်ရယ်လို့မြင်တာလေစဆူပါမန်ကဘက်မန်ကိုဥပဒေအထက်မှာနေပြီးလှုပ်ချင်တာလုပ်နေတဲ့လူတယောက်လို့မြင်တယ်ဘက်မန်ကကြာဒီလို God power တွေနဲ့ဂျိုသားကောင်တာမှားယွင်းတဲ့ရွေးချယ်မှုတစ်ခုခုဒါမှမဟုတ်လူသားတွေရဲ့အမှားတစ်ခုခုကြောင့်ထိမ့်မရဖြစ်သွားခဲ့ရင်ဆိုပြီးတွေးပြီးတော့ဆူပါမန်ကိုအန်ရယ်လို့မြင်ဘက်မန်ကဆူပါမန်နဲ့ပတ်သက်ပြီး Alfred ကိုပြောမှုတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘက်မန်နဲ့ဆူပါမန်နဲ့မပါတယ်ဆူပါမန်မှာလူဆိုးဖြစ်လာဖို့ဒါမှမဟုတ်ကဘာရဲ့ရန်သူဖြစ်လာနိုင်မဲ့ chance 100%မှရှိရဲဆိုရင်တော့ဒါကိုသူအကျွင်းမဲ့ရန်သူဖြစ်လာနိုင်လို့ယူဆထားရမယ်ဆိုတာပဲဒီလိုအချက်လက်တွေအတွေးခေါ်တွေ philosophy တွေကြောင့်ပဲသူတို့ဂျာကပဋိပက္ခကတော်တော်လေး reasonable ဖြစ်တယ်ကြိုးကြောင် think လျော်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ဂျာကပြဿနာကလက်သီးချင်း power ချင်း gadget ချင်းမဟုတ်တော့ပဲဒီမျောလင်းချက်နဲ့အကြောက်တရားယုံကြည်မှုနဲ့ထိန်းချုပ်ခြင်းလင်းနဲ့အမှောင်အပြာနဲ့အမဲဒါတွေကိုအကွက်ကြပုံဖော်ပြီးညင်းနေတယ်လို့ဖြစ်နေJust Snyder ရဲ့ Superman Man of Steel ဖေးရတဲ့ပြဿနာပဲအဲ့ဒါဗျကျွန်တော်တို့ comment မှာဆိုရင်ဒီအရင်ရှိခဲ့တဲ့ Superman တွေ comic တွေမှာဆိုရင်တယောက်ကအလင်းတယောက်ကအမောင်တယောက်ကမျောလင်းချက်တယောက်ကဖေးရအဲ့လိုစန့်ကျင်ဘက်ဖြစ်နေရဒါပေမဲ့ Just Snyder ပုံဖော်ခဲ့တဲ့ Superman က Batman နဲ့တင်းကသွားတူနေတယ်ဗျအမောင်အကြောက်တရားတကယ်တော့ကျွန်တော်တို့နှစ်ယောက်ကစန့်ကျင်ဘက်ဖြစ်နေတယ်အဲ့လိုအနေထားမျိုးမှာစန့်ကျင်ဘက်ဖြစ်မနေခဲ့ဘူးဖေးရတဲ့ Zack Snyder ရဲ့ Superman ဖေးရတဲ့ပြဿနာကျွန်တော်အဲ့ဒါကြောင့်လို့ထင်တယ်ဒါကစကားဆက်မိလို့ပြောတာပေါ့နော်ကျွန်တော်တို့ topic ကိုပြန်သွား Dark Knight Returns ကနေစပြီး live action Batman နဲ့ Superman တွေသူတို့ရဲ့ပြဿနာသူတို့ရဲ့ပဋိပက္ခကဒီပုံစံပဲမပြောင်းသွားဘူးတယောက်ကလူတွေရဲ့မိုးရပါ morality ကကောင်းမွန်တယ်လို့ယုံကြည်ရယ်လူသားတွေပေါ်ယုံကြည်ချက်ထားတယ်နောက်တစ်ယောက်ကကြာအကြောက်တရားနဲ့ထိန်းထားဖို့လိုရလို့ယူဆတယ်လူတွေကိုမယုံဒါတော့သူတို့ရဲ့ philosophy သူတို့ရဲ့အတွေးခေါ်ဆိုတာဒီတိုင်းလေတွေကရောက်လာတာမဟုတ်ဘူးပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်ဒီနှစ်ယောက်စလုံးကသူတို့ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကထုတ်လိုက်တဲ့ product တွေလို့ပြောလို့ရတယ် Superman ကကန်ဆာကလက်သမားမိသားစုရဲ့ချစ်ခင်ပြိုးထောင်စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ရတယ်ကဘာကြီးပေါ်မြင်ကသူ့မွေးစားမိဘတွေသူ့ကိုမြင်တယ်လို့ပဲဂယုဏတရားနဲ့အကောင်းမြင်စိတ်ပဲရှိတယ် Batman ကကြာဂေါ်တန်လိုရာဇဝတ်မှုပေါ်များပြီးအချင်းပြတ်ခြားစားနေတဲ့မျိုးမှာကြီးပြင်းခဲ့ရတယ်ကဘာကြီးပေါ်သူ့အမြင်ကိုသူ့ trauma တွေကပုံဖော်ပေးခဲ့တယ်ပြောလို့ရတယ်Injustice လို့ storyline မှာကြာဒါတွေအကုန်လုံးသူတို့ရဲ့အတွေးခေါ်တွေသူတို့ရဲ့ philosophy တွေအကုန်လုံးပြောင်းပြန်ဖြစ်သွားခဲ့ရဆိုတော့ကျွန်တော်တို့တွေ့ခဲ့ရပြီ Lois Lane တည်ပြီးရဲ့နောက်မှာ Superman ကသူ့ရဲ့မျောလင်းချက်ဆိုတဲ့ယုံကြည်ချက်ကိုဖယ်ချလိုက်ပြီးတော့ Batman ရဲ့လိုအပ်ရင်အချမ်းကြီးသုံးရမယ်ဆိုတဲ့လမ်းစဉ်ကိုဆွဲကင်ပြီးကဘာရဲ့အကြီးဆုံးအာဏာရှင်ဖြစ်လာခဲ့တယ်။ Kenan Khan မှာဆိုရင်လည်းအကြောက်တရားတွေထိန်းချုပ်မှုတွေနဲ့ဘာမှလုပ်မရတော့တဲ့ကဘာကြီးက Superman ပြန်ရောက်လာပြီးနောက်ပိုင်းမှာအရာအလုံးပြောင်းသွားခဲ့တယ်။ Batman ကလည်း humanity ပေါ်ယုံကြည်ချက်ထားခြင်းကအကြောက်တရားထက်ပိုပြီးအရေးပါတယ်ဆိုတာကိုလက်ခံခဲ့တယ်။သူတို့နဲ့ဆိုတော့ philosophy ကတအား situation နဲ့ဆန်တယ်ကြာအခြေအနေနဲ့အချိန်ခါပေါ်မူတည်ရဲ့ဆိုတော့ push right ဒူမန်လေကျွန်တော်မြင်တော့ဘူးမှမှန်မနေဘူး Batman ကလည်းအစိုးဆုံးတွေးပြီးပြင်ထားရမှာသူ့လို့ Superman အနေနဲ့လည်းလူတွေပေါ်ယုံကြည်ချက်ထားရမှာသူ့လို့နှစ်ယောက်စလုံးရဲ့ philosophy နှစ်ယောက်စလုံးရဲ့အတွေးခေါ်တွေကအပြစ်ကင်းနေရတော့မဟုတ်ဘူးပြသူတို့နှစ်ယောက်ပေါင်းလိုက်တဲ့အခါမှာတော့သူတို့ကတယောက်ကိုတယောက်အဲ့လို complete ဖြစ်သွားတယ်ပြောရမယ်တယောက်ကနေတယောက်ကညာလူသားတွေအနေနဲ့လည်းသူတို့နှစ်ယောက်စလုံးကိုလိုအပ်တယ် justice အနေနဲ့လည်းသူတို့နှစ်ယောက်မရှိရင် justice ဖြစ်မလာဘူးတော့ပြောလို့ရတယ်ခင်ဗျားတို့ဒီနှစ်ယောက်ကြားမှာဆိုရင်ဘယ်သူဘက်ကရက်တည်မလဲBatman လိုပဲအစိုးဆုံးအတွက်ကြိုပြင်ထားမှာလားဒါမှမဟုတ် Superman လိုပဲလူသားတွေပေါ့အကျွမ်းမဲ့ယုံကြည်ချက်ထားမှာလားcomment မှာဆွေးနွေးပေးသွားကြပါအောင်နောက်ဗီဒီယိုဒီမှာတွေ့ကြပါမယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်